အမေကိုပြောမိအမေရဲ့အဓိကကရောရဲ့ကျမကြီးဂူးဆိုင်ပါတဲ့အမေကအရင်ကအရန်ဆင်းရဲခဲ့တဲ့အတွက်တဖန်သမီးကပြန်လဲလှုပ်ကြွေးမှာပါတဲ့ဆင်းရဲတော့ရဲ့လူတွေကလည်းအမေကိုဆိုရင်အရန်ထင်သေးကြရဲ့အဲ့ဒီအတွက်သမီးရဲ့စိတ်မကောင်းဖြစ်ရပါရဲ့အဲ့ဒီအတွက်သမီးစူးစမ်းမယ်လို့အမေကိုဂရီးပေးပါတယ်အမေဒါရဲ့ကျမကြီးကိုဂူးဆိုင်ပါနော်ရဲ့ အေးပါ အမေကြီးအပြည့် လေမကောင်းကြသိခါပါလေဘုရားတော့ကောင်းနေမှာဟုတ်ကဲ့ နေကောင်းနေမှာပါငါသမီးဘာမှမပူပါနဲ့ဟိုသမီးလည်းစိတ်ချမ်းသာအောင်နေကောင်းနေနော် သမီးကြီးကမမေတွေ အေးဘောအေးငါတို့ကဘာမှလည်းနားမလဲဘူး ဟုတ်တယ် အယောတွေ မမေပြောအောင်လို့ဆိုသမီးကငွေသားပန်းစီရောမမေသုံးချင်းအားသုံးဖို့ကြောဆိုပြီးအဆက်ကလေးရောငွေသားလေးရောကြောလိုက်တာ အေးဘော ပြီးတော့ အဲ့ဒါ तू ကတော့ဘာမှမပြောဘူးမေအေးဧည့်တယ်လားလိမ့်မယ်တဲ့အဲ့လိုပြောတာ နောက်စပိုက်ဖြစ်မှာကြောက်လို့ရှိမှာအဲ့ကြောင့်မလို့ ဟိုက်မယ်မမခိုင်းဆိုင်ပြုံးလာ မမေအတွက်အလုပ်တွေကြိုးစားနေရမလို့ရဲ့အမေရဲ့ကျမကြီးကိုအထူးပြုစိုက်ပေးပါနော်ရဲ့အရန်လဲချစ်ပါရဲ့အရန်လဲလွမ်းပါရဲ့သမီးလေးက ဘုရားတော့မှာ ဝင်းတာပါတယ်အေးဟဲ့ဝင်းတာ တော့လည်းကြည့်နေတာ မမေကျမကြီးဂူးဆိုင်နော် ဟုတ်ကဲ့ သမီးလေးကမမေပြေဆောင်ထားခြင်းနိုင်ငံခြားမှာအလုပ်တွေကြိုးစားနေ ဟုတ်တယ်အားကြောင့်ကြက်မရေးကောင်းနေအေးပါငါသိဘူးအလိုလာလိမ့်မယ်လို့လည်းမသိပါ ဟုတ် ဘူး တယ်မမပြောမထားလိုက်ဘူးလေ အေး အပိုင်းဖြစ်မှာကြောက်လို့ရှိမှာ ဟုတ်ပါ ဟုတ်တယ်အဲ့သမီး view လေးရအောင်နော်ဓာတ်ပုံလေးရိုက်လိုက်အောင်နော်မမလည်းပို့ပေးခြင်းလို့